ဝတီသူစာမိုးမြေဟာနေရနေပြီးတော့ရန်ကုန်မှာအလုပ်လုပ်တဲ့မိန်းကလေးတဦးဖြစ်ပါတယ်တယောက်တည်းနေသူမို့အလုပ်သွားတဲ့အခါအိမ်ကိုလုံခြုံစွာတကားတောက်ခတ်ပြီးမှသွားလိရှိပါတယ်တခိုးချပိုးနဲ့အမျိုးသားများရန်မှာကင်းဝေးအောင်ဤကဲ့သို့လုပ်ခြင်းဖြစ်ပါတယ်โอ้กูว่าเลยဘာလို့ပါလဲမသိဘူးသူများယုံသွားပဲဟာယူဒီရောသူ့စားပါနဲ့နောက်ခါကျရင်ပြန်မလိုက်တာကိုရဲ့ရုံးမှာလှုပ်ပြီးတော့ခိုင်းတာပဲ အစင်ရောပြည့်ရလားရုံးမှာ ပြပါတယ်အဆင်ပြေပါတယ်အော်ပြီးတော့လေကိုဟိုဒီ9ရက်ပဲကိုဟိုဝတီကိုအကျိုးပို့လုပ်ပေးနော်နောက်2ရက်ကကြောက်လေကိုပေါ့ကိုပဲသွားလိုက်မယ်နော် ဘာလို့လဲဝတီရဲ့ အော်မဟုတ်ဘူးလေအဲ့ဒါတင်နန်းဆိုတော့လေဟိုကိုလည်းအေးစစ်စစ်နားလို့ရအောင်လို့အဲ့ဒါဝတီကိုကကူလေးပဲသွားလိုက်မယ်နော်နောက်2ရက်ကိုတော့နော် ဟုတ်ပါတယ်ဟုတ်ပါတယ် ပြီးရ အော်ကိုစဉ်းစားထားတာတခုရှိရဲ့ ဟုတ် ဒီဒီဇိုင်နယ်ကလေပိတ်ရက်ဆိုတော့လေကိုခီးတော့မလားလို့ မရဘူးသွားလို့မရဘူးကိုရဲ့ဟိုကလေသွားလို့မရဘူးဟိုကလေဟိုဖေဖေတို့စီကိုပြန်ရမှာလေအဲ့ဖေဖေတို့စီကိုပြန်ရမှာဆိုတော့ဟိုနေပြန်ဖို့ဆိုတော့သွားလို့မရဘူးကိုရဲ့ဟိုမိဘကိုလေသွားပြီးတော့ကြော့ရအောင်မယ်သိရမလားအဲ့ဒါကြောင့်မလို့ဟိုနောက်ခေါက်တွေကြမှာတူသွားပါကိုရဲ့နော်အေးပါပြီးအဖေကလေးကိုဟိုဒီထိပဲလိုက်ဖို့တော့ဝဒီကိုကပဲအိမ်ပြန်လိုက်တော့မယ်နော် ရရလားလိုက်ကိုလိုက်ဖို့ပါနဲ့ ။အော်ရတယ်ကိုမဟုတ်ဘူးမလေးအတူတူနေတဲ့ကောင်မလေးကလေအဲ့လိုမျိုးလေးယောက်ျားလေးတွေခေါ်လာတော့မကြိုက်ဘူးပြီးကြလို့ရှိရင်လေပတ်ဝန်းကျင်အထင်သေးပါဆိုလို့ကိုရဲ့ကိုလည်းအရန်ပင်ပန်းနေအောင်ပဲနော်။သွားလိုက်စိတ်ချနော်ကိုနော်တတသားပြီ ပြန်ပြီနော်ကိုပြန်ပြီ တရပြီမောင်ဒီထိပဲလိုက်ဖို့တော့ပြီးတော့ဒီစနေတင်ကုတွေတင်နန်းတက်တဲ့ရက်တွေပဲကိုကတင်နန်းကိုကြိုးပိုးလို့နောက်9ရက်ကမှရုံတက်ရမှာနော်ရပြီမလားသွားတော့မယ် မမလေတစောင်းနိုင်ကြတော့မောင်လေး စောင်းနိုင်တစောင်းနိုင်မရပါဘူးစောင်းနိုင်ကြလို့ရှိရင်ဖေတို့မေတို့စီပြန်ရမှာပဲသွားပြီနော် ဟာမညီလေးဒါဟိုတစ္ဆာလဲအိမ်နံပါတ်64တာမသိ ဟုတ်ကိုတောင်းလိုက်ကြည့်လားကိုပဲမမဒီအိမ်ပဲပြန်နေရကို ဟုတ်လားညီဒီကိုဘာလာလို့လဲ ကျွန်တော်ဒီရောတောင်းကောင်မလေးစီလာကို ဟုတ်လားကိုကောင်မလေးကဒီရလေတူတူလာညီလေးပဲ အဲ့ဒါဟေးညီတွေ့ပြီလားသူနဲ့ မတွေ့သေးဘူးကိုကျွန်တော်ဒီအိမ်ကပိတ်ထားတကားပိတ်ထားကို ဟုတ်လား ဟုတ်ကဲ့ ဟာအေးအဲ့ဆိုအခုလို့မှထိုင်းစကားပြောကြမလား ဟုတ်တားလီကိုထိုင်းစကားပြောရှာဟုတ်ကိုလက်လေးချလို့ကို အော်အေးအဲ့ညီလေး ဟုတ်ကဲ့ဒါနဲ့ကိုကဘယ်မှာအလုပ်လုပ်တာလဲကို ကိုကကုမ္ပဏီဝန်ထမ်းလေကုမ္ပဏီကလုပ်တာတခါဖွင့်လာလေကိုကတော့ဆောင်နေအောင်လေ နီးကြောက်တယ် အဲ့လား ဟာကြောက်တယ် ကိုမောင်ဟိုတောင်းပါမှာဟဲ့ဝဒီရဲ့အမားတွေပါဝဒီအပြစ်တွေပါဝဒီအဲ့လိုမလုပ်သင့်ဘူးဆိုတာသိပါတယ်ကိုလည်းခွင့်မလွတ်ပါနဲ့မောင်လည်းခွင့်မလွတ်ပါနဲ့မလေးဝဒီကိုခွင့်မလွတ်ကြပါနဲ့ ရပါတယ်လူတိုင်းကအမှားအကုန်စီရှိကြအောင်ခွင့်လွတ်လိုက်ပါ ခွင့်လို့ပါဝတီရဲ့ ဟမ်ဘာဘူးလဲခွင့်မလွတ်ပါနဲ့ဝဒီကိုခွင့်မလွတ်နဲ့ဝဒီအမားတွေဆိုတာဝဒီသိတယ်သိလားတယောက်စလုံးဝဒီချစ်ခဲ့ပါတယ်ဒါပေမဲ့ဝဒီကိုခွင့်မလွတ်ပါနဲ့နော် ရပါတယ်ဝတီရဲ့ ရပါတယ် ခွင့်လို့ပါ ကျွန်တော်ခွင့်လွတ်ကြပါနော်ကို လူတိုင်းပဲမှားတတ်ပါတယ်နော် ဟုတ်လူတိုင်းမှားရှိအောင်ကျွန်တော်ခွင့်လွတ်ကြအောင် ဝဒီခွင့်မလွတ်နဲ့လေဝဒီကိုခွင့်မလွတ်နဲ့လေခွင့်မလွတ်ပါနဲ့ ဝတီအရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် ဟမ်ဘာဖြစ်လို့လဲဘာဖြစ်လို့ကျေးဇူးတင်တာလဲဟုတ်လေဝ ဒီ ဒီ လို က ခွင့်လို့တယ်မလား ကျွန်တော်ခွင့်လွတ်တယ်ကို သွားကြအောင် ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဘယ်လိုသွားကြပါလဲဟေးဒီမှာလေအဲ့တော့ငါဘာကြီးဖြစ်သွားလဲအမလေးရကြတယ်ငါဘာဖြစ်သွားလဲဒီဘာကြီးဖြစ်သွားလဲ ရဲတယောက်တည်းအတီတကြမတွဲကျင်သောစော်များ၏စုံးသက်ကဤကဲ့သို့ဖြစ်လေသည်